မင်္ဂလာပါရှင် Logitech ရဲ့ Pro 8 headset လေးဖြစ်ပါတယ် DDS headphone ကို Sound System ဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းနောက်ဝေးဘက်ညာလာတဲ့အသံတွေကိုတိတိကျကျနားဆင်နိုင်မှာပဲဖြစ်ပါတယ်ရှင် Speaker ရဲ့ unit drive ကတော့ 50mm drive ပါရှိပါတယ်ဥကောင်းဆိုင်တိုင်းအတိုးရှော့လုပ်ရတဲ့ gain လေးကတော့ 3 နဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သက်စင်အသုံးပြုရတာခိုင်ခိုင်ခန့်ခန့်ရှိပြီးတော့တက်တောင့်တက်တာလည်းရှိပါတယ်ရှင် ear cap ကိုလဲကျင်နေဆိုရင်တော့တရေသားနဲ့လည်းပါတယ်အဝတ်သားနဲ့လည်းပါတယ်သူက2မျိုးပါပါတယ်ရှင်ဖြုတ်တက်တန်ရှင်းရေးလုပ်နိုင်ပါတယ်သူမှာပါတဲ့ mic လေးကလည်းအရှင်ဖြစ်ပါတယ် Blue Voice microphone technology ဖြစ်ပြီး mic တန်ကို studio level ထိမြင့်တင်ပေးမှာဖြစ်ပါတယ်ရှင် noise cancellation လည်း auto ပါပြီးသားဖြစ်ပါတယ် 50mm drive ဖြစ်တဲ့အတွက်ကြောင့်မလို့ gaming ရော streaming ရောတချင်းနားထောင်နေရောအကုန်လုံးနဲ့ဆင်ပြေပါတယ်ရှင် wire version ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့မှာ jet pin ပေါင်း2ပေါက်ပါပါတယ်တစ်ပေါက်ကတော့ mic အတွက်ဖြစ်ပါတယ်ကျန်တဲ့တစ်ပေါက်ကတော့အသုံးပြုမဲ့ device ကိုချိတ်ဆက်ရမယ့်အပေါက်ဖြစ်ပါတယ်ရှင်ဖုန်းနဲ့ချိတ်ဆက်ဖို့အတွက် jet pin to jet pin ကြိုးတစ်ချောင်းပါပါတယ်သူ့မှာတော့ကြိုးလေးမှာ mic လေးတစ်ခါတည်းပါပြီးသားဖြစ်ပါတယ်နောက်တစ်ကြိုးကတော့ laptop တွေ desktop တွေနဲ့ချိတ်ဆက်ဖို့ကြိုးဖြစ်ပါတယ်သူကကြတော့ jet pin to USB ပြန်ပြီးတော့သွားရမှာဖြစ်ပါတယ်ရှင် converter လေးတစ်ခုပါပါတယ်မိုက်အဖွင့်ပိတ်လေးရတယ်တချင်းတန်အတိုးလျှော့ရပါတယ်ရှင် Logitech Head Software နဲ့ချိတ်ဆက်ပြီးတော့လဲ equalizer mic setting စတာတွေကိုချိန်ညှိနိုင်အောင်ပါပဲဖြစ်ပါတယ်ရှင် Professional grade wireless headset တစ်လုံးဖြစ်တဲ့ Logitech ရဲ့ Pro 8 လေးကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့ Sweet Corner မှာလာရောက်ဝယ်ယူအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်